မင်္ဂလာပါမုန်းနယ်မင်းသတင်းဆောင်ကနေနောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုတင်ဆက်ပေးမယ့်သတင်းကတော့ဇနီးဖြစ်သူကိုနံပါတ်မဖော်တဲ့ဖုန်းကိုသုံးပြီးဒီနေ့ကိုအကြိမ်100ကျော်ဖုန်းခေါ်ခဲ့တဲ့အမျိုးသားဖမ်းဆီးခံရတဲ့သတင်းပဲဖြစ်ပါတယ်ဂျပန်အမျိုးသားတဦးဟာဇနီးဖြစ်သူကိုနံပါတ်မဖော်တဲ့ဖုန်းကိုသုံးပြီးဒီနေ့ဖုန်းအကြိမ်100ဆက်ခဲ့တဲ့အတွက်ဖမ်းဆီးခံခဲ့ရပါတယ်။ဂျပန်နိုင်ငံအမာဂါဆာကီမြို့မှာနေထိုင်တဲ့အသက်32နှစ်အရွယ်အမျိုးသမီးဟာပြီးခဲ့တဲ့ဇူလိုင်လ10ရက်ကနေပြီးထူးဆန်းတဲ့ဖုန်းခေါ်ဆိုမှုတွေကိုကြုံတွေ့ခဲ့ရပြီးဖုန်းမကန်မရှင်ခေါ်ဆိုနေရမျိုးဖြစ်ပါတယ်။နံပါတ်မဖော်တဲ့ဖုန်းဖြစ်လို့အဲ့နံပါတ်ကိုပိတ်ထားဖို့ blacklist လုပ်ထားဖို့ကလည်းမဖြစ်နိုင်ပါဘူး။ဒါပေမဲ့ညဘက်တွေဒါမှမဟုတ်သူ့ယောက်ျားဖုန်းကိုယူပြီးကိန်းစောနေခြင်းမျိုးဆိုရင်တော့နံပါတ်မဖော်တဲ့ဖုန်းဝင်လာလေးမရှိပါဘူး။တလန်လေးပါးကြာတဲ့အထိအမိမဖော်တဲ့ဖုန်းနံပါတ်တွေခေါ်ဆောင်မှုခံရပြီးနောက်အမျိုးသမီးကဒီကိစ္စကိုအဖြေရှာဖို့အတွက်ဆုံးဖြတ်ခဲ့ပြီးဖုန်းခေါ်ဆောင်မှုပုံစံတွေကိုစမ်းစစ်ကြည့်တဲ့အခါခင်မိုးဖြစ်သူကိုတန်တရားဖြစ်လာခဲ့ပါတယ်။ခင်မိုးနဲ့အတူရှိချိန်မှာဖုန်းမလာသလိုခင်မိုးဖုန်းနဲ့ကိန်းစောနေချိန်မှာလည်းဖုန်းမလာတာကြောင့်ပါပဲ။ဒီကိစ္စကိုဖြေရှင်းပေးဖို့အမျိုးသမီးကရဲစခန်းမှာတွားရောက်တိုင်ကြားခဲ့ပြီးစက်တင်ဘာလ4ရက်နေ့မှာတော့ရဲတပ်ဖွဲ့ကခင်မဖြစ်သူကိုနှောင်းရောင်ခံလိုက်လံနှောက်ယှက်မှုတိုက်ဖြတ်ရေးဥပဒေအရဖမ်းဆီးခဲ့တာပါခင်မဖြစ်သူကလည်းအမည်မဖော်တဲ့ဖုန်းနံပါတ်နဲ့ခေါ်ဆိုခဲ့ကြောင်းဝန်ခံခဲ့ပါတယ်ဇနီးတဲ့ကိုအလွန်ချစ်တဲ့အတွက်အခုလိုဖုန်းခေါ်ရတာပါလို့လည်းဖြောင်းချက်ပေးခဲ့ပါတယ်ဟုတ်ကဲ့ပါအခုတင်ဆက်ပေးခဲ့တာကတော့မုန်းနယ်မင်းသတင်းဆောင်ကနေနောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်ကတော့သူရိန်မော်ပါ